Hello အားလုံးမင်္ဂလာခင်ဗျတိုင်းစမ်းမြန်မာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါခင်ဗျဒီကြောင်မြောက်မှာကြားနေရတော့ကျွန်တော်တို့တွေ Facebook တွေသုံးတဲ့ခါပေါ့နော်ကျွန်တော်တို့ရဲ့ Facebook မှာကြောင်ညာလေးတက်လာတာပေါ့နော်ကိုယ့်ရဲ့ Facebook မှာတက်လာတဲ့ကြောင်ညာလေးတွေကိုကျွန်တော်အနေနဲ့ဘယ်လိုပေးရမလဲသိသေးတဲ့ message တွေအတွက်ကျွန်တော်ဒီ video လေးကိုစုံထိကြည့်ရှုပေးပါခင်ဗျဒီ video လေးမစတင်မီကျွန်တော်ရဲ့ channel ဖြစ်ကြတဲ့ TikTok Facebook YouTube နဲ့ Telegram channel တို့ကိုလည်း like subscribe နှိပ်ထားပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ခင်ဗျလိုက်ရင်စခွင့်တဲ့တောက်စီတောင်းလဲကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်အောင်ခင်ဗျဒီလိုမျိုးကိုယ့်ရဲ့ Facebook ကောက်တဲ့ကိုဝင်လိုက်ပါခင်ဗျကျွန်တော် Facebook ကောက်ရောက်သွားပြီဆိုလို့ရှိရင်အပေါ်မှာညာဘက်တောက်မှာကျွန်တော်တို့မြင်းချောင်း၃ချောင်းရှိတယ်အကောင့်လေးကျွန်တော်နှိပ်ပါခင်ဗျပြီးရင်ကျွန်တော်တို့အပေါ်မှာ setting ဆိုတာလေးရှိရပေါ့နော်အကောင့်လေးကျွန်တော်နှိပ်ပါခင်ဗျကျွန်တော်ဒီနေရာရောက်ပြီဆိုလို့ရှိရင်ကျွန်တော် Simo in အကောင့်စံတာဆိုတဲ့စာလုံးလေးရှိတယ်ပေါ့နော်ဒီကောင်လေးပေါ့အကောင်လေးကျွန်တော်နှိပ်ပြပါခင်ဗျဒီနေရာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်အပေါ်လေးနည်းဆွဲတင်လိုက်မယ်ဒီမှာကျွန်တော် AD Parfison ဆိုတာလေးရှိရပေါ့နော်ဒီကောင်ပေါ့ mic ပုံစံလေးနဲ့ပေါ့နော်ဒီကောင်လေးအကောင်လေးကျွန်တော်နှိပ်ပြပါခင်ဗျပြီးရင်ကျွန်တော်ဒီနေရာရောက်ရင်ကျွန်တော်ညာဘက်ချမ်းက manage info ဆိုတာလေးရှိတယ်အကောင်လေးကျွန်တော်နှိပ်ပြပါခင်ဗျဒီကောင်လေးပါကျွန်တော်ဒီနေရာရောက်လို့ရှိရင်အောက်မှာပေါ့နော်ဒီ AD font ဆိုတာလေးရှိတယ်ခင်ဗျAD font နဲ့ AD အဖောက်ဆိုတာလေးရှိတယ်ခင်ဗျဒီနှစ်ခုပေါ့နော်ဒီမှာဒါ AD font ဒါ AD အဖောက်အဲ့ဒါမှာအပေါ်ဆုံးတစ်ခုပဲကျွန်တော်နှိပ်ပြပါခင်ဗျအပေါ်ဆုံးတစ်ခုကိုကျွန်တော်နှိပ်ပြပါခင်ဗျဒီကောင်လေးနှိပ်ပြပါခင်ဗျကျွန်တော်ဒီ AD font မှာကျွန်တော်တို့ဒီမှာစိမ့်နေတယ်ခင်ဗျဒီကောင်လေးကစိမ့်နေတယ် show your AD font ဆိုပြီးကျွန်တော်ပြရတယ်ပေါ့နော်အဲကြောင့်ကျွန်တော် AD font လေးကျွန်တော်နှိပ်ပြပါခင်ဗျဒီမှာပေါ့နော် show me ADF font AD ဆိုပြီးသူပြရတာပေါ့နော်အကောင့်ကိုကျွန်တော်တို့ကဒီမှာပြအောင်ချစ်လေးနဲ့ချစ်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ do not show me ဆိုပြီးတော့အောက်ကဟာလေးကိုကျွန်တော်ပြောင်းပြီးတော့နှိပ်ထားပေးပါခင်ဗျာဒါဆိုရင်မိတ်ဆွေတို့ရဲ့Facebook ကောက်မှာ Facebook ကြည့်နေနေကျွန်တော်တို့ကြော်ညာတက်လာတာမျိုးတွေမဖြစ်တော့ဘူးပေါ့နော်အဲကြောင့်မို့ကျွန်တော်တို့ဒီမှာ do not show me ဆိုပြီးကျွန်တော်ပြောင်းပြီးနှိပ်ပေးပါခင်ဗျာဒီလိုလေးပြောင်းပြီးနှိပ်ပေးပြီဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ကောက်မှာမိတ်ဆွေတို့ရဲ့ Facebook ကောက်မှာကျွန်တော်ကြော်ညာတက်တာမျိုးတွေမဖြစ်တော့ဘူးပေါ့နော်ကျွန်တော်ပြောသလိုကိုရဲ့ Facebook ကောက်ကကြောင်ညာတက်တယ်ဆိုရင်ကြော်ပြောသူမျိုးလိုက်လုပ်ကြည့်ပါခင်ဗျာ။အဲလိုလိုက်လုပ်ကြည့်လို့ကြောင်ညာမတက်တော့ဆိုရင်ကျွန်တော်ရဲ့ comment အောက်မှာမှတ်ချက်ပေးသွားလို့လည်းရပါတယ်ခင်ဗျာ။ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ဗီဒီယိုကြည့်ရှုအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ။ကျွန်တော် channel လေးကိုလည်း like subscribe နဲ့တပ်ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါဦးမယ်ခင်ဗျာ။